ချိန်ပြည့်တာနဲ့ចောင်းသားပေါင်းအယောက်400ဟာចောင်းဝင်းအနှံ့ကိုအပြေးလွှားရှာဖွေကြပါတော့တယ်။အစပိုင်းမှာတော့ကစားသမားတွေရဲ့အနာကနေဖြတ်သွားပေမဲ့ဘယ်သူမှမရိပ်မိကြပါဘူး။ဒါပေမဲ့ပထမပိုင်းပွဲစဉ်ပြီးဖို့6မိနစ်အလိုမှာတော့နေရန်ကစပီကာကြီးဖြစ်နေတဲ့မက်ဆူကိုတယောက်မင်းကလေးဖွဲ့ရဲ့လက်ထဲမှာပထမဆုံးအဖမ်းခံလိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲကီကူတာရဲ့ဗီဒီယိုထဲကအယုတ်တုကိုចောင်းသားတွေဖွင့်ကြည့်မိပြီးထိတ်လန့်သွားခဲ့ကြပါတယ်။ဒါဟာလှည့်စားတဲ့ဗျူဟာဆိုပေမဲ့ចောင်းသားတွေကတော့ပိုပြီးသတိထားကြည့်မိသွားစေပါတယ်။အာကီယာမားရဲ့မိဖို့ချောင်ဗီဒီယိုလေးကိုចောင်းသားတယောက်ကတခုခုမားနေတယ်လို့ခန်းစားမိသွားပါတယ်။ဖွင့်နီးကိုရှာမတွေ့ခင်မှာတင်နာကာကြီးမားရဲ့ထီးပုံးဟာလည်းစစ်ဆေးခံနေရပါပြီ။ចောင်းသားတယောက်ဟာဒဲအိုးဖုံးအောက်မှာတခုခုထူးခြားနေတာကိုမြင်သွားပြီးအောက်ခြေကိုကြည့်လိုက်တဲ့အခါမှာတော့အာကီယာမားတယောက်ထွက်ပြေးစရာမရှိတော့ပါဘူး။အဲ့ဒီနောက်မှာတော့ကွင်းဆက်လိုက်တယ်လို့ပါပဲ။ထီးပုံးတွေကနာကာကြီးမားလည်းမိသွားပါပြီ။ကျမ်းပြင်အောက်ကအိုကာကူနဲ့လှုပ်ဝက်ခန်းတွေကဆိုပင်တို့လည်းចောင်းသားတွေရဲ့အနုစိတ်စစ်ဆေးမှုအောက်မှာတယောက်ပြီးတယောက်ဂိမ်းတွေကထွက်သွားခဲ့ရပါတော့တယ်။ကြံနေတဲ့ကစားသမားတွေအတွက်ငရဲကြတယ်လို့ပါပဲ။လူလေးရရဲ့အကြီးတွေကသူတို့စီကိုပဲဥတီနေပါတယ်။ဦးမီကာဝါရဲ့နေရန်လေးဟာပတ်ဝန်းကျင်နဲ့တသားတည်းမကြတာကိုចောင်းသားလေးတယောက်ကမှတ်မိသွားချိန်မှာတော့သူလည်းအဖမ်းခံလိုက်ရပါပြီ။နောက်ဆုံးမှာတော့ចောင်းဝင်းတစ်ခုလုံးရဲ့ရှာဖွေမှုကိုတယောက်တည်းရင်ဆိုင်ခဲ့ရတဲ့နာဂါနိုလည်းသူ့ရဲ့ကြောက်တကားပွင့်သွားချိန်မှာတော့ဒေါ်လာ1တန်းအိမ်မက်ဟာလက်တကမ်းမှာတင်ပျောက်ဆုံးသွားခဲ့ရပါတော့တယ်။နောက်ဆုံးမှာတော့ចောင်းသားအဖွဲ့ကြီးကပဲအနိုင်ရရှိသွားခဲ့ပါတယ်